အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဒီ organic chemistry မှာပါတဲ့ grade 12 organic chemistry မှာပါတဲ့ကျွန်တော်တို့ကဒီ chemical test အပိုင်း 8.2 အပိုင်းကကျွန်တော်တို့ဒီ 24DMP test တနည်းအားဖြင့် Brady reagent ဆိုတဲ့အပိုင်းကိုကျွန်တော်အလွယ်ကူဆုံးနေနဲ့ရှင်းနဲ့ပြသပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ 24DMP test ဆိုတာကိုနောက်တစ်မျိုးလူနာမည်ကတော့ဘယ်လိုခေါ်လဲဆိုတော့လူနာမည်က Brady's reagent လို့လည်းခေါ်ပါတယ် Brady ဆိုတာကလူနာမည် reagent ဆိုတာက Descent ပစ္စည်း Brady ရဲ့ Descent ပစ္စည်းတစ်ခုပါဒါဆိုရင်သူ့ကို 24DMP test ဆိုတာကကျွန်တော်ကဒီ chemical solution တစ်ခုဖြစ်ပါတယ် 24DMP test နဲ့နေပြီးကျွန်တော်တို့ professional ဘူးတွေကိုစမ်းသပ်တော့မှာဖြစ်ပါတယ်ဒါဆိုရင်ဒီ 24DMP test ကိုစမ်းသပ်ဖို့အတွက်ကျွန်တော်တို့အောက်ကစာတောင်းညီများခန့်ကိုကြည့်ရအောင်သူကဘာပြောလဲဆိုတော့ the presence of parsimon carbonate group လို့ခေါ်တဲ့ COO ဒီ COO parsimon ကိုလား such as keto aldehydes or ketone aldehydes သို့မဟုတ် ketone တွေမှာပါတဲ့ COO parsimon ကို can easily be test အလွယ်တကူဘာလို့လဲလဲကျွန်တော်တို့ကစမ်းသပ်နေပါတယ်ဘာနဲ့စမ်းသပ်မလဲဆိုတော့ by using အသုံးပြုလျက် a solution ပြိုရတစ်ခုဖြစ်တဲ့ 24DMP ဆိုတဲ့ solution ကိုသုံးပြီးတော့ aldehyde နဲ့ ketone တွေကိုထည့်လိုက်ရင်ကျွန်တော်တို့က COO ပါမပါကိုသိရှိနေမှာဖြစ်ပါတယ်ဒါဆိုရင် 24DMP တက်ရဲ့အရှေ့ကောက်က 2,4 di nitrophenol aldehyde ဆိုတဲ့ဒရပေါင်းရဲ့နာမည်တစ်ခုဖြစ်ပါတယ်သူကကြရင်တော့ကျွန်တော်တို့ IUPAC နာမည်နဲ့နာမည်ခေါ်တော့တာဖြစ်ပါတယ်ဒါဆိုရင်သူရဲ့အထောက်ကတော့ di ဖိုင်လို့သူကို D လို့ယူပါတယ်ဟာလားနောက်တစ်ခု nitro ဖိတ်တဲ့အတွက်ကြောင့်သူကို N လို့ယူပါတယ်နောက်တစ်ခု phenol ဖိတ်တဲ့အတွက်ကြောင့်သူကို B ဆိုပြီးတော့အထောက်က 24DMP ဆိုပြီးတော့ကျွန်တော်တို့ကယူတော့တာဖြစ်ပါတယ်ဒါဆိုရင်တကယ်လို့ကျွန်တော်တို့ဒီ chemical test လုပ်တဲ့အခါဒီ aldehyde ketone တွေမှာကျွန်တော်တို့က aldehyde တို့မဟုတ် ketone မှာ COO present ပါရှိမယ်ဆိုရင်ကျွန်တော်တို့ကဘာအရောင်နဲ့နေကြမလဲဆိုတော့ this orange precipitate ဆိုတဲ့ဟာလား limonette တဲ့အရောင်နဲ့အနေကြမှာဖြစ်ပုံမှာဖြစ်ပါတယ်ဒါကြောင့် aldehyde နဲ့ ketone တွေမှာ COO ပါရင် this orange precipitate ဆိုတဲ့အနေကြတာနဲ့ကျွန်တော်တို့ဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ equation ကိုကျွန်တော်တို့ကအလွယ်တကူပြသတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ 24DMP test နဲ့မစမ်းသပ်ခင်သူ့အထက်မှာပါတယ်ကျွန်တော်တို့ကဒီ benzene ဆိုတဲ့ဒီအောက်က notes ကိုအရင်လေ့လာရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပြသပေးတော့မှာပါကျွန်တော်တို့ပထမဆုံးတစ်ခုသိရမှာကတော့ကျွန်တော်တို့ဒီ benzene ဆိုတာကဒီစားတကန်ကွမ်းစနစ်တစ်ခုစားတကန်ကွမ်းအဲ့ဒီစားတကန်ကွမ်းကို benzene လို့ခေါ်ပါတယ်သူရဲ့တောင်စမှာ CA ဆိုပြီးတော့ကျွန်တော်တို့ C 6လုံး H 6လုံးဒါကြောင့်သူရဲ့ benzene formula က C6H6 ဖြစ်ပါတယ်ဒါဆိုရင်သူ့ကို benzene မှာကျွန်တော်ကဒီမှာ decil ကိုထည့်တဲ့အခါကာဗွန်မှာ decil 40ပါတယ်ဒါကြောင့် decil ကို1000ကျော်ထည့်ရမှာဖြစ်ပါတယ်decil ကတော့ကျွန်တော်တို့ကဒီမှာ1000ကျော်ဒီမှာထည့်ရင်ဒီနောက်မှာ1000ထည့်မယ်ပြီးတော့ဒီနောက်မှာ1000ထည့်မယ်ဒီပုံကတော့နည်းနည်းရှိတော့ကျွန်တော်တို့ဒီပုံပြဲနေတဲ့အတွက်ကြောင့် decil ကိုကြာရင်ကျွန်တော်တို့ကြိတ်တဲ့နေရာမှာထည့်တော့ပါတယ်တကယ်လို့များဒီနောက်မှာထည့်ဖို့ဆိုရင်ကျွန်တော်တို့ကဒီမှာထည့်မယ်ဆိုရင်နောက်တစ်ရှုံးကို1000ကျော်ထည့်မယ်ပြီးတော့1000ကျော်ထည့်မယ်ဒါဆိုရင်ကာဗွန်တွေမှာ decil 40နဲ့အကုန်လုံးပြည့်မှာဖြစ်ပါတယ်ဒီမှာကာဗွန်မှာကျွန်တော်က H တစ်လုံး30ဒီမှာ20 30ဒီဘက်မှာ30ဒီဘက်မှာ30ဆိုရင်40အဲ့ဒီလိုရရှိမှာပါဒါဆိုရင်ကျွန်တော်တို့အခုဒီမှာ decil ထိထားတာဒီနောက်မှာ1000ပုံကနည်းနည်းရှိတော့လွန်နေပါတယ်ဒီမှာ1000ဒီမှာ1000ဒါဆိုရင် benzene ကကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ phenol ကိုရှာရမှာဖြစ်ပါတယ် benzene ကနေကျွန်တော်တို့က H တစ်လုံးကို remove ဆိုဘာလို့လဲမလဲဆိုတော့ဖေရှားလိုက်မယ် remove ဆိုတော့ကျွန်တော်တို့ကဘာလို့လဲမလဲဆိုတော့ဖေရှားလိုက်မယ်ဖေရှားလိုက်ရင်ကျွန်တော်တို့ကဘာကိုရမလဲဆိုတော့ phenol ကိုရရှိမှာဖြစ်ပါတယ်
P9 ဆိုတာကကျွန်တော်ဘန်ဇင်းက H လုံးကိုဖြည့်လိုက်ရင် P9 ကိုရရှိသွားမှာပါကျွန်တော်တို့ကဒီမှာ alkane အုပ်စုတွေမှာလေကျွန်တော်က alkane က alkane ကကျွန်တော်တို့ကဒီမှာရှေ့မှာ organic ဘက်မှာပါတယ် H ကိုဖြည့်လိုက်ရင် alkyne alkane အုပ်စုဖြစ်တယ်လို့ကျွန်တော်တို့ကဒီမှာဘန်ဇင်းကနေကျွန်တော်တို့က H လုံးကိုဘန်ဇင်းကနေ H လုံးကိုဖြည့်လိုက်ရင်ကျွန်တော် P9 ကိုရရှိမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီမှာဘန်ဇင်းရဲ့ကျွန်တော်ဒီအောက်ကဒေါင်စွမ်းမှာ H လုံးကိုနှုတ်ထောက်တာဖြစ်ပါတယ် H လုံးကိုနှုတ်လိုက်ရင်သူမှာ C တလုံးပဲကျန်ရှိမှာပါဒါကြောင့်သူက C6 C က6လုံး1 2 3 4 5 6 C က6လုံး H ကဘယ်နှလုံးလဲ1 2 3 4 5 H က9လုံးဆိုတဲ့ C6 H5 ဆိုတဲ့ P9 ကိုရရှိမှာဖြစ်ပါတယ်ဒါဆိုရင် P9 ကလွယ်လေးပါဘန်ဇင်းက H လုံးကိုဖြည့်လိုက်ရင်ကျွန်တော် P9 ကိုရရှိသွားမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့သိရမှာကဒီမှာကျွန်တော်က hydrogen ဆိုတဲ့ drop ကိုသိရှိရမှာဖြစ်ပါတယ် hydrogen ဆိုတာကကျွန်တော်တို့ကဒီမှာအစွမ်းတစ်ဖက်မှာ NH2 နောက်တစ်ဖက်မှာ NH2 နှစ်ခါပါတယ်တဲ့ကောသူ့ကို hydrogen လို့ခေါ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ formula နှစ်ခုကိုပထမဆုံးအနေနဲ့သိရှိရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ formula နှစ်ခုကိုသိပြီဆိုတော့ကျွန်တော်တို့ဒီမှာစမ်းသပ်လို့ရပြီဖြစ်ပါတယ်ကျွန်တော်တို့ကဒီ aldehyde နဲ့ ketone ကိုကျွန်တော်တို့ကဒီ 2,4-DNP test ဆိုတဲ့ solution တစ်ခုကိုထည့်လိုက်တာနဲ့သူ့မှာအနေကြလာမှာက dit or rain precipitate ဆိုတဲ့ test book ထဲမှာလည်းအဲ့ဒီပုံတွေပါပါတယ် dit or rain precipitate နဲ့အနေကြမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့လက်တွေစမ်းသပ်ရအောင်ဒါက test တွေက equation ဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာဘန်ဇင်းက H လုံးကိုဖေးထားတဲ့တကသူက P9 အဲ့ဒီ P9 ရဲ့အစွမ်းမှာ NH နောက်တစ်ခုက NH2 ဒီနောက်မှာ NH2 မှာ H လုံးပြောက်တာကဒီကောင်နဲ့ dash ဒီနေရာမှာဆက်ထားတဲ့အတက်ကြောင့် H လုံးပါရှိမှာမဟုတ်တော့ပါဘူးဒါကြောင့်ကျွန်တော်တို့ကဒီမှာ hydrogen ကို NH ဆိုပြီးတော့ရေးရမှာဖြစ်ပါတယ်ဒါဆိုရင်သူရဲ့ P9 ကနေကျွန်တော်တို့ကဒီမှာ dash ကိုကျွန်တော်က H လုံးကိုဖေးထားတဲ့တကအဲ့ဒီနေရာကတက်ပြီးတော့ကျွန်တော်က1 2 3 4ဆိုပြီးတော့နံပါတ်အစောထုံးနံပါတ်ကိုတက်လဲမှာဖြစ်ပါတယ်ဒါဆိုရင်သူရဲ့နေရာမှာ nitro လို့ခေါ်တဲ့ NO2 က2မှာတစ်ခု4မှာတစ်ခုဒါကြောင့် 2,4 nitro ကဘယ်နှခုပါလဲဆိုတော့တစ်ခုဒီမှာတစ်ခုနှစ်ခုဆိုတော့ di NO ကို nitro ဒါဆိုရင်ဒါကွမ်းကဒီကွမ်းကဘာလဲဆိုတော့ H လုံးကိုနှုတ်ထွက်တဲ့တက်ကောင် H လုံးကိုဒီနေရာကနှုတ်ထွက်တဲ့တက်ကောင်သူက P9 ဒါဆိုရင်သူကအခုတော့ဒီမှာဆက်ရတာက hydrogen ဒါဆိုရင်သူရဲ့ formula ကဘယ်လိုဖြစ်သွားမလဲဆိုတော့ 2,4 NO2 နှစ်ခါပါတယ်တဲ့ကြောင့် di NO2 နာမည်က nitro NO2 နာမည်က nitro di ကနှလုံး NO2 နာမည်က nitro ဒီကွမ်းက P9 ဒီကောင်ဒါက hydrogen ဆိုတဲ့ 2,4 dinitro phenyl hydrogen ကိုရရှိသွားမှာဖြစ်ပါတယ်ဒါဆိုရင်ဒါကပြိုရည်တစ်ခုအဲ့ဒီပြိုရည်ကိုကျွန်တော်တို့ကဒီမှာ aldehyde ketone တွေကိုထည့်ရမှာဖြစ်တဲ့ကြောင့် aldehyde ketone ဒါက ketone အဲ့ဒီ aldehyde ketone ကကျွန်တော် fractional ကို C-double-O ပါရှိတဲ့အတွက်ကြောင့် aldehyde နဲ့ ketone အုပ်စုကို C-double-O နဲ့ပဲကျွန်တော်ကိုယ်စားပြုမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ကဒါက chemical test လုပ်တဲ့အတွက်ကြောင့်ကျွန်တော် test ထဲမှာပါတဲ့ကျွန်တော်ကဒီမှာ aldehyde နဲ့ ketone ကိုကျွန်တော်ကဒီမှာဖြိုရည်ထဲမှာထည့်တတ်မယ် aldehyde နဲ့ ketone ကိုထည့်တတ်မယ်ဒီထဲမှာ aldehyde မဟုတ်ရင် ketone နှစ်ခုကတစ်ခုဒါဆိုရင် aldehyde ကိုဘယ်လိုထည့်ရမလဲဆိုတော့ဒီ 2,4-DNP solution ကိုကျွန်တော်ကဒီထဲကိုထည့်လိုက်တာနဲ့သူကဘာအောင်လဲကြားမလဲဆိုတော့ dit or rain precipitate နဲ့အနေကြားလာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကဒီ equation ကိုကျွန်တော်လွယ်လေးပြမယ်ဆိုရင်ကျွန်တော်ကဒီကောင်ကဟာလားကျွန်တော်ဒီ
ဒီ formula ကိုရရှိတော့ပြီဆိုတော့ကျွန်တော်ကဒီမှာ derivative ဖို့အတွက်ဒီက O နဲ့ဒီက H နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့ဘာကိုထွက်မလဲဆိုတော့ H2O ရရှိတော့မှာဖြစ်ပါတယ်နောက်တစ်ခါပြန်ပို့ပါမယ်ကျွန်တော်တို့ကဒီမှာ H နဲ့ H2 နဲ့ DO နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့ဒီမှာ H2O ဒါဆိုရင်ကြံတဲ့ဟာကဒီမှာ NH2 ဒီကောင်ဒါဆိုရင်ကြံတဲ့ဒီ C ဒါပဲ C single နှချောင်းတီသူမှာလော်လို့ဒါမှာလော်လို့ဆဲလိုက်နေသူနဲ့တွားပြီးပေါင်းဆက်တော့မှာဖြစ်ပါတယ်ဒါကြောင့်သူကဘာဖြစ်တော့မလဲဆိုတော့ဒီမှာသူကို M မှာ desi ကဘယ်နှချောင်းရှိလဲဆိုတော့3ချောင်းရှိတဲ့ကြောင့်ဒီကောင်ကိုဒီမှာလော်လို့ဆက်တဲ့အခါသူက N ဒါပဲ C single C ဆိုတဲ့ကျွန်တော်တို့ date or rain precipitate ဆိုတဲ့အနေကိုရရှိမှာဖြစ်ပါတယ်ဒါဆိုရင်သူ့နာမည်ကအခုတော့လိုပဲကျွန်တော်က1 2 3 4ဆိုရင် 2,4 NO2 ကဘယ်နှခုပါလဲဆိုတော့နှစ်ခုပဲတဲ့ကြောင့် die ဒါဆိုရင် NO2 နာမည်က nitro သူ့နာမည်ကဆိုရင်ကျွန်တော်က P9 ဒီမှာကကျွန်တော်တို့ကဒီကောင်က hydroxane ဒီသူက hydroxone ဆိုတဲ့အုပ်စုကိုဖြစ်သွားမှာဖြစ်ပါတယ်ဒါဘာပဲဖြစ်ဆိုတော့ကျွန်တော်ကဒီမှာ ketone add ရဲ့အုပ်စုနဲ့သူက hydroxane နဲ့ဒီ ketone အုပ်စုနဲ့နေပြီးပေါင်းထားတဲ့ကောင်သူက hydroxone ဆိုတဲ့ drabon အုပ်စုကိုရရှိသွားမှာဖြစ်ပါတယ်သူရဲ့ drabon က date orange precipitate ဆိုပြီးတော့အနေအောင် limonero အရောင်ကိုရရှိမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ equation ကလွယ်လွယ်လေးဖြစ်ပါတယ်အဲ့ဒါကိုနောက်လေးမြင်လို့လေကျွန်တော်ယူဆပါတယ်အားလုံးကျေးဇူးအမြောက်ကြီးတင်ရှိပါတယ်